တင်နန်းကာလနဲ့တင်ကြမဲ့အရာများရှင်းပြပေးပါခင်ဗျာတဲ့တင်နန်းကာလတော့ကျမတို့ကတလပေါ့နော်တလအတွင်းမှာကျမတို့ course တွေကိုပြအောင်တင်တယ်ဒါပေမဲ့နားမလည်ဘူးဆိုရင်ကိုကဆက်တက်လို့ရတယ်ထပ်တက်လို့ရတယ်မတက်မချင်းတင်ပေးပါတယ်ထပ်ပြီးသွင်းစရာမလိုဘူးတခါတည်းသွင်းရုံနဲ့ကျမတို့ကရပြီပေါ့နော်ဘာတွေတင်ပေးလဲဆိုစပြီးတော့ပြောပြရရင်ကျမတို့ကလုံးစွတ်မှာတည်တင်တည်ထိုက်တာတွေပေါ့မော်အကြောင်းသူ့ရဲ့အထိုင်သူ့ရဲ့ weight သူ့မှာဒီလုံးစွတ်အခွန်မှာကြောက်ရဲ့အခွန်မှာပါတဲ့ချော်တို့မောက်တို့ရမ်းတို့ပေါ့နော်ဒါတွေကိုကြည့်တတ်အောင်မန်သူ့ရဲ့အကာသူ့ရဲ့အစီပေါက်နတ်ပေါက်သူ့ရဲ့အသားတန်းကြောက်စိမ်းရဲ့အသားတန်းကြည့်တတ်အောင်ဆိုတော့သူ့ရဲ့ကြောက်စိမ်းနဲ့ပတ်သက်တဲ့အရေးကြောက်စိမ်းနဲ့ပတ်သက်တဲ့အခြေခံအယောင်တွေဒါတွေကိုသိအောင်သင်ပေးပါတယ်နောက်ပြီးတော့ကြောက်ကိုဆေးတာဖြတ်တာကွမ်းတာအပွင့်သွေးတာဒါတွေကိုလည်းသင်ပေးပါတယ်ကြောက်နဲ့ပတ်သက်ပြီးတော့ကျမတို့ကအခြေခံကစပြီးသင်ပေးတာဖြစ်တဲ့အတွက်ဘာမှကြောက်နဲ့ပတ်သက်ပြီးဆက်ပြီးတော့မှမသိထားဘူးနားမလည်ဘူးဆိုတဲ့လူတွေလည်းတက်လို့ရပါတယ်အခြေခံကျမတို့ကကြောက်ဓမီကြည့်တာဓမီနဲ့ကြည်ပုံကြည်နီးပနာထုတ်ကိုင်းနီးကနေစပြီးတော့မှသင်ပေးတယ်မှန်ဘလူးနဲ့ကြည်နီးနောက်ပြီးတော့ Chelsea filter နဲ့သူ့ရဲ့ဆေးဆိုးကြောက်တွေကိုစစ်နီးဒါတွေကိုလည်းတင်ပေးတယ်။နောက်အခွန်တုတွေအခွန်ပြင်းတွေကြောက်စိမ်းနဲ့စင်သူရိုးမကြောက်တွေဒါတွေကိုလည်းခွဲခြားတတ်အောင်တင်ပေးပါတယ်။ certificate စစ်ပုံစစ်နီးတွေဆိုတော့ ABC ခွဲခြားနီးတွေနောက်ပဒိန်ပပုလောက်တော့မယ်ဆိုရင်ကျမတို့ကပဒိန်နဲ့ပတ်သက်တဲ့အထည်လောက်ရမယ်အခြေခံသဘောတရားတွေပပုလောက်မယ်ဆိုရင်လည်းထည့်သွင်းစဉ်းစားရမယ်အခြေခံသဘောတရားတွေနောက်ပွဲစားပညာဈေးကွက်လအလိုက်ပေါ့နော်သူရဲ့ကြောက်စိမ်းရဲ့ဈေးကွက်သဘောတရားတွေနောက်ပြီးတော့ကျမတို့ကဈေးစကားပြောနည်းတွေကြောက်စကားပြောနည်းတွေဒီပွဲစားပညာနောက်မှတ်ပညာနောက်ကြောက်ရဲ့အပြစ်အနာစာတွေနောက်ပြီးတော့အစီပေါက်နတ်ပေါက်ကြည်နီးတွေနောက်ပြီးတော့မျိုးရန်ပေါ့နော်မျိုးရန်တွေခွဲခြားနီးတွေဒါတွေကိုကျမတို့ကအခြေခံတည်တိုက်တာအားလုံးကိုသင်ပေးပါတယ်ဒါတင်နှန်းပြီးွားရင်ဒါမှမဟုတ်ရင်လည်းတင်နှန်းတက်ရင်လည်းဖြစ်စေကျမတို့ကဆရာတွေနဲ့စီနီယာတွေနဲ့ကြောက်ဝိုင်းကိုတွဲပြီးတော့ဆင်းတယ်တွဲပြီးတော့မှလောက်ကင်ကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်